မှန်လုံရဲ့ဖုန်းကိုရှာတွေ့ပြီလားရွေးမှန်လုံအတွက်တရားမျှတမှုရရှိတောင်းဆိုနေတဲ့လူတို့ရဲ့ဒေါသတွေကတော့ဆက်ပြီးကြီးထွားနေတော့မှာဒါပေမဲ့တရုတ်ကွန်မြူနတီပါတီ CCP ကလူတွေရဲ့အာရုံကိုလွှဲသွားအောင်အာရုံလွှဲတဲ့နီးဗျူဟာတွေကိုတိတ်တိတ်ဆိတ်ဆိတ်စတင်အသုံးပြုနေပါပြီဒါပေမဲ့လည်းဒီလဲကွက်တွေကအမှန်တရားကိုဖုံးကွယ်ထားလို့တော့မရပါဘူးအင်တာနက်အသုံးပြုသူတွေဟာရွေးမှန်လုံရဲ့ဖုန်းကိုချီရခံရကနေသူ့ရဲ့အချိန်စရာတွေနဲ့မှတ်တမ်းတော်တော်များများကိုရဲတွေကဖျက်လိုက်တာတွေ့ရှိခဲ့ပါပြီအခုဖုန်းကိုကင်ထားတဲ့သူမှလည်းထူးခြားတဲ့နောက်ခံရှိနေတာကိုနောက်ပိုင်းမှာတွေ့ရှိခဲ့ပါပြီတစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဟာဖျော်ဖြေရေးလုပ်ငန်းတွေကိုတပိတ်မှောက်နေကြပါပြီသူတို့ဟာရွေးမှန်လုံအတွက်တရားမျှတမှုရရှိဖို့တောင်းဆိုနေကြတာကိုစိတ်ကူးညံရှိတဲ့နီးလန့်တွေနဲ့လှုံ့ဆော်နေပါပြီCCP ကလည်းလူထုအမြင်ကိုရှုပ်ထွေးအောင်စူးစမ်းနေပါပြီအင်တာနက်အသုံးပြုသူတွေကရွေးမှန်လုံအမှုနဲ့ပတ်သက်ပြီးအသိပညာတွေဆက်လက်ဖြန့်ဝေနေသလောက် CCP ကလည်းလှည့်ကွက်ပေါင်းစုံကိုဆက်လက်အသုံးပြုနေပါပြီမကြာသေးခင်ကထိုင်ဝမ်ကလူတစ်ယောက်ကကျွန်းပေါ်မှာရှိတဲ့ပင်လယ်အောက် fiber cable တွေအကြိမ်ပေါင်းများစွာပြတ်တောက်ခဲ့တယ်လို့လည်းပြောခဲ့ပါပြီလိုင်း6လိုင်းပျက်စီးခဲ့ပြီး3လိုင်းမှာတခြားပြဿနာတွေရှိခဲ့ပါပြီရွေးမှန်လုံအမှုစတင်ကြတဲ့ကဒီလိုမျိုး၄ချိန်ဖြစ်ပွားခဲ့ပြီးပါပြီဒါတိုက်ဆိုင်မှုမဟုတ်ဘူးလို့လူအများကတော့ယုံကြည်ကြပါပြီရွေးမှန်လုံအတွက်တစ်ကမ္ဘာလုံးဆိုင်ရာလက်မှတ်ရေးထိုးတောင်းဆိုမှုကိုလည်းတိုက်ခိုက်ခံနေရပါပြီအခုဆိုရင်လက်မှတ်အရေးအတွက်ဟာ6,600,2,000ရှိနေပြီမဲ့လေအရေးအတွက်တက်လာတာကအရင်အထက်နှိကွေးလာပါပြီနိုဝင်ဘာလ4ရက်နေ့ညပိုင်းမှာအင်တာနက်သုံးစွဲသူတို့က17မိနစ်အတွင်းလက်မှတ်6ခုပျောက်သွားတာကိုလည်းတွေ့ရှိခဲ့ရပါပြီနိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာနောက်ထပ်တစ်ယောက်ကလည်းမနက်9:15မိနစ်မှာအရေးအတွက်က6,448,465ခုရှိခဲ့ပြီမဲ့10မိနစ်အကြာမှာတော့6,448,422ခုပြန်ကျသွားတာ43ခုလျော့သွားတာကိုတွေ့ရှိခဲ့ပါပြီWhatsApp ကနောက်ပိုင်းမှာစနစ်ကတစ်နာရီတစ်ချိန်လောက်ခဏန်းတွေကို update လုပ်နေတယ်လို့ပြောခဲ့ပေမဲ့လူအများပြားက10မိနစ်ထက်မနည်းတဲ့အခြေအနေအတွင်းမှာပဲအရေးအတွက်တွေအကျဉ်းချင်းကျဆင်းသွားတာကိုသတိပြုမိကြပါပြီ။ဒါဟာရိုးရိုးတိုက်ဆိုင်မှုဖြစ်ဖို့လွန်စွာထူးဆန်းနေတယ်လို့လည်းယူဆကြပါပြီ။နိုဝင်ဘာလ22ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ထိုင်ဝမ်ရဲ့ရွှေမြင်းစုပေးပွဲမှာရွေးမှန်လုံကိုအမတ်တရဂုဏ်ပြုအပိုင်းမှာထည့်သွင်းဖို့စီစဉ်ထားတယ်လို့သတင်းတွေရှိခဲ့ပါပြီ။အရင်ကရှောက်ရန်လျံတဲ့ဒါရိုက်တာဟူဘာတို့လိုပုံကိုယ်တွေကိုလည်းဂုဏ်ပြုဘူးတာကြောင့်ဒါဟာပုံမှန်ပါပဲ။ဒါပေမဲ့ CCP ကစီစဉ်သူတွေကိုရွေးမှန်လုံရဲ့နာမည်ကိုဖယ်ရှားပြီးဖို့ဖိအားပေးတယ်ဆိုတဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။ဒါကကမ္ဘာတစ်ဝန်းကအင်တာနက်သုံးစွဲသူတွေကိုဒေါသထွက်စေပြီးတပိတ်မှောက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါရွေးမှန်လုံအတွက်တရားမျှတမှုရဖို့လူတွေကိုတားဆီးဖို့ CCP ရဲ့ပေါ်ပေါ်ထင်ထင်လှည့်ကွက်တွေရဲ့ဥပမာတစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့ CCP ကလျှို့ဝှက်နီလန်းတွေကိုလည်းအသုံးပြုနေပါတယ်။အများအပြားအသုံးပြုတဲ့နီလန်းတစ်ခုကတော့ပတ်စံရတဲ့ internet troll တွေကိုအသုံးပြုပြီးအတူရောင်သတင်းတွေနဲ့ကောလာဟာလာတွေကိုဖြန့်ဝေကလူထုကိုရှုပ်ထွေးအောင်လုပ်တာပါအင်တာနက်သုံးစွဲသူတချို့ကတူချမ်းကိုထိုင်ဝမ်လေဆိပ်မှာတွေ့ခဲ့ရတဲ့တပ်ပုံကိုတစ်ချိန်ကမျှဝေခဲ့ပြီးသူဟာထိုနေရာကိုထွက်သွားပြီးပြီဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်တပ်ပုံမှာသူ့ရဲ့လုပ်ငန်းသုံးကပ်ပြားပါပြသထားပါတယ်ဒါပေမဲ့တခြားသူတွေကနောက်ပိုင်းမှာအဲ့ဒီတပ်ပုံကိုတကယ်တော့ဇူလိုင်လ17ရက်နေ့ကရှီအန်လေဆိပ်မှာရိုက်ခဲ့တယ်လို့သက်သေပြခဲ့ပါတယ်ဗီဒီယိုထဲမှာရွေးမှန်လုံကိုလည်းတူချမ်းရဲ့နောက်မှာလူတစ်ယောက်ကွဲနေပြီးမဲ့လမ်းလျှောက်နေတာကိုမြင်တွေ့နိုင်ပါတယ်ဒါပေမဲ့တူချမ်းဟာထိုင်ဝမ်မှာမရှိဘူးလို့ဆိုပါတယ်သူဟာလျှို့ဝှက်နေရာတစ်ခုမှာပုံနေနိုင်ပါတယ်CCP ကရှုပ်ထွေးမှုဖြစ်စေချင်တာကနောက်ထပ်အကြောင်းပြချက်တစ်ခုလည်းရှိပါတယ်။တရုတ်နိုင်ငံကဒရိုက်တာတဦးကမှတ်ချက်ပေးသူလျူယန်းစီကိုစာတစောင်ပို့ခဲ့ပြီးဇွဲရှိတာမှန်ပေမဲ့ကျွန်တော်တို့ရဲ့ဥတီချက်ကိုရှင်းရှင်းလင်းလင်းသိထားရမယ်။အဓိကလူတစ်ယောက်တည်းကိုအာရုံစိုက်ပြီးမျက်စိမိတ်မလုပ်ကြပါနဲ့။အာဏာအရှိဆုံးသူကိုဖမ်းပါလို့လည်းပြောခဲ့ပါတယ်။ဒါဟာဖျော်ဖြေရေးလုပ်ငန်းမှာမကောင်းမှုတွေအတွက်ဒေါသထွက်နေတဲ့လူကောင်းတွေရှိနေသေးတယ်ဆိုတဲ့အကြောင်းကိုသက်သေပြနေတာပါ။ဒါပေမဲ့လူဆိုးတွေကအရန်ကိုအာဏာကြီးလို့သူတို့တိတ်ဆိတ်နေကြတာပါ။ဒရိုက်တာကဆိုလိုရင်းကတော့လူတွေဟာအဓိကတရက်ခန့်ကိုပြစ်မှတ်ထားတင်တယ်လို့ဆိုတာပါပဲဓမြတွေကိုဖမ်းရင်ခေါင်းဆောင်အရင်ဖမ်းရမယ်ဆိုတဲ့စကားပုံလိုပါပဲခေါင်းဆောင်ကိုဖမ်းမိတာတဲ့ကျန်တဲ့သူတွေလည်းပြိုလဲသွားပါလိမ့်မယ်ဒါဆိုရင်အာဏာအရှိဆုံးတန်တရားရှိသူကဘယ်သူပါလဲမှတ်ချက်ပေးသူလီမူရန်ရဲ့အဆိုအရအရေးကြီးတဲ့ပုံကိုများစွာရှိပါတယ်ပထမတူကတော့ကျန်းကွမ်လျံဖြစ်ပြီးလျံမိသားစုကနေဆင်းသက်လာတဲ့သူပါဒုတိယတူကတော့ချဖြစ်ပြီးနာမည်အရင်ကတော့ထင်အန်ဂျင်းပါသူကခိုင်ချီရဲ့ဖောက်ပြန်မွေးတဲ့သားလို့ဆိုကြပါတယ်ဖူးချက်မှာမွေးပြီးဆွေမျိုးတဦးရဲ့နာမည်နဲ့မှတ်ပုံတင်ထားပါတယ်တတိယတူကတော့ရှင်းချီဖြစ်ပြီးဂေးအဖိုးကြီးလို့လည်းခေါ်ကြပါတယ်သူကဘုံအစိုးရပိုင်ကုမ္ပဏီတစ်ခုမှာယာရုကြီးတဲ့အရာရှိတူပါတချို့ကတော့သူ့ရဲ့ဖခင်ကရှင်းချီလို့ပြောကြတဲ့သူတွေရှိတယ်လို့သူဟာခိုင်ချီနဲ့ချင်ဟုံးရဲ့အမားဖြစ်သူချန်ဟာရန်ရဲ့သားလို့လည်းပြောကြတဲ့သူတွေရှိပါတယ်စတိုဒါတူကတော့ချန်ချင်းဆောင်ဖြစ်ပြီးစပင်းနီမွန်စတာလို့လည်းလူသိများပါတယ်စက်တင်ဘာလ12ရက်နေ့ကတင်ခဲ့တဲ့ဝီဘိုးတပ်ပုံတွေမှာသူ့ရဲ့ဖက်နှက်ပုံမှာစာလုံးတချို့ကိုတွေ့ရပါတယ်သူ့ရဲ့ check မှတ်တမ်းတော်တော်များများပေါက်ကြခဲ့ပြီး
သူ့ကိုအနမ်းပေးနေတဲ့ Fanly လို့ခေါ်တဲ့နောက်ထပ်အမျိုးသားတဦးရဲ့ဓပုံတွေကိုလည်းပြသခဲ့ပါတယ်။ Fanly ကခိုင်ချီရဲ့ညီအကိုဝမ်းခွဲလို့ဆိုပါတယ်။ဖြစ်စဉ်ဖြစ်တဲ့ညက Fanly ကိုနေရာမှာတွေ့ခဲ့ရပေမဲ့သူ့ရဲ့ဆက်ဆက်မှုကိုဖုံးကွယ်ဖို့အဲ့ဒီညမှာပဲခြုံကင်းကိုလေးနဲ့ပြန်သွားခဲ့ပါတယ်။သူ့ရဲ့ဇနီးဖြစ်သူကျန်းဝေက Tianjin Xinglan လို့ခေါ်တဲ့ကုမ္ပဏီနဲ့မီဒီယာကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ပြီးအဲ့ဒီကုမ္ပဏီကွဲတစ်ခုကိုရွေးမှန်လုံရဲ့မန်နေဂျာDu Chang နဲ့ဂီတပညာရှင်ဂျိုပင်းတို့ကတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ထားပါတယ်။စထမလူကတော့ Du Chang ကိုယ်တိုင်ပါပဲ။သူကအပေါ်ကလူတွေနဲ့အောက်ကလူတွေအားလုံးကြားကအတိကချိတ်ဆက်သူဖြစ်ပါတယ်။သူတို့ဘလို့နှိပ်စက်ပြီးရွေးမှန်လုံကိုဘလို့တတ်ခဲ့တယ်လဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုလည်းသူသိပါတယ်။ Du Chang စီမံခန့်ခွဲတဲ့ချောင်ရန်လျန်အပါဝင်အမှုပညာရှင်တော်တော်များများကလည်းလျှို့ဝှက်စမ်းကြေစွာတည်ဆုံခဲ့ကြပါတယ်။အော်တိုဘာလ23ရက်နေ့မှာရွေးမှန်လုံရဲ့ Weibo အကောင့်နဲ့ချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ကိုဘေဂျင်းချောင်ရန်ခရိုင်ရှန်လင်းရှာစိန်ခံတိုက်ခန်းဝန်းစီခြေရခံလိုက်နိုင်ခဲ့ပါတယ်။ဒါအရေးကြီးတဲ့တဲလုံစာတစ်ခုဖြစ်ပါတယ်။ online မှာမျှဝေထားတဲ့ဓပုံတွေအရရုရှား vlogger တဦးကအော်တိုဘာလ23ရက်နေ့နနက်12:18မိနစ်မှာဖုန်းရဲ့အချက်ပြမှုကိုဘေဂျင်းချောင်ရန်ခရိုင်ရှင်လင်းရှာလျန်ကွေးလန်ဇုံတစ်အဆောက်အုံကိုမှတွေ့ရှိခဲ့တဲ့အကြောင်းသတင်းပေးခဲ့ပါတယ်။လူသိရှင်ကြားထုတ်ပြန်ထားတဲ့အချက်လက်တွေအရရှင်လင်းရှာဟာတရုတ်နိုင်ငံပိုင်လုပ်ငန်းတစ်ခုကဆောက်လုပ်ထားတဲ့အစိမ့်မြင့်တိုက်ခန်းဝန်းဖြစ်ပါတယ်။တာဝါ10ခုနဲ့တိုက်ခန်း824ခုရှိပါတယ်။တောင်ဘက်ကတာဝါ2ခုကိုတရုတ်သိပ္ပံအကယ်ဒမီရဲ့ဝန်ထမ်းတွေကိုပေးထားပြီးကျန်8လုံးကတော့စက်မှုနဲ့သတင်းအချက်လက်နည်းပညာဝန်ကြီးဌာနလက်အောက်ကတရုတ် Electronic Corporation CEC ရဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်။ဒီတိုက်ခန်းတွေဟာဘေကျင်းမှာအမြင့်ဆုံးအဆင့်မဟုတ်ပေမဲ့အရန်ဈေးကြီးနေစေပါ။ပတ်စံရှိသူဒါမှမဟုတ်ဩဇာကြီးမှသူဆက်သွယ်မှုရှိတဲ့သူတွေနေထိုင်နိုင်ပါတယ်။အချက်ပြမှုကိုခြေရခံပြီးတဲ့နောက်ရုရှား blogger ကဒီဖုန်းဟာ ZY ဆိုတဲ့အတူကောက်နာမည်ရှိတဲ့သူနဲ့ကိုက်ညီနေတယ်လို့လည်းပြောခဲ့ပါတယ်။မှတ်ပုံတင်ဟာအချက်လက်တွေရအဲ့ဒီသူရဲ့နာမည်အပြည့်စုံကကျန်းငန်ဖြစ်နိုင်ပါတယ်။ရွေးမန်းလုံးရဲ့ဖုန်းဟာအခုဆိုရင်သူ့စီမှာရှိနေပုံပါ။အင်တာနက်သုံးစွဲသူတွေကတော့ကျန်းငန်ဟာ Tianyu Media မှာအလုပ်လုပ်ခဲ့မှုတယ်လို့ပြောကြပါတယ်။သူမဟာကွမ်တုံဘန်နာရီနဲ့စီးပွားရေးတက္ကသိုလ်ကနေပွဲရခဲ့ပြီးဒရိုက်တာကတိကအဖြစ်လုပ်ခဲ့မှုပါတယ်။ကျန်းငန်ဟာဘေဂျင်းကွမ်ရှင်းရှီရှင်းရုပ်ရှင်နဲ့မီဒီယာကုမ္ပဏီလီမိတက်ရဲ့အမှုဆောင်ဒရိုက်တာဖြစ်ပြီးရှယ်ယာ100%ပိုင်ဆိုင်ထားပါတယ်။ဥပဒေအရကိုယ်စားလှယ်နဲ့အဓိကရှယ်ယာရှင်ဖြစ်သူကျန်းလီယာကကျန်69%ကိုပိုင်ဆိုင်ပါတယ်။ဒါကကျန်းငန်ဟာ Tianyu Media မှာအလုပ်လုပ်ခဲ့တာမကပဲရွေးမန်းလုံးရဲ့အမှုပညာနယ်ပယ်ကလူတွေနဲ့ပါချိတ်ဆက်မှုရှိနေတယ်ဆိုတာကိုပြသနေတာပါ။သူမဟာဒီအမှုနဲ့ပတ်သက်တဲ့အရေးကြီးအချက်လက်ဒါမှမဟုတ်တတိအထောက်အထားတွေရှိနေနိုင်ပါတယ်။ရွေးမန်းလုံးသေဆုံးမှုရဲ့အမှန်တရားရဲ့ဖုံးကွယ်ရာမှာတန်တရားရှိသူတွေကြားကအရေးပါတဲ့ကွင်းဆက်တစ်ခုဖြစ်နိုင်တယ်လို့လူတချို့ကယုံကြည်ကြပါတယ်။တချို့ကတော့သူမဟာရွေးမန်းလုံးနဲ့ပွဲလန်းသပင်းတွေမှာမကြာခဏတွေ့ခဲ့ဘူးတာကြောင့်သူတို့ဟာကိုယ်တိုင်တီးကျွမ်းတာကြာပြီလို့လည်းပြောကြပါတယ်။ဒါကြောင့်ဒီဖုန်းဟာသူမစီကိုမတော်တဆရောက်လာတာမဖြစ်နိုင်ဘူးလို့ယူဆကြပါတယ်။ရုရှားဘလော့ဂါပြောတာမှန်တယ်ဆိုရင်ရွေးမန်းလုံးရဲ့ဖုန်းဟာဗဟိုအစိုးရပိုင်လုပ်ငန်းတစ်ခုရဲ့လူနေရက်ကွက်မှာပေါ်လာတာဟာယာဒူးကြီးအရာရှိတွေဒါမှမဟုတ်အာဏာကြီးတဲ့နောက်ခံရှိတဲ့သူတွေပါဝင်ပတ်သက်နေတယ်လို့ဆိုလိုနိုင်ပါတယ်။ဒီဖုန်းထဲမှာတန်တရားရှိသူစည်ရင်တွေကလူတွေနဲ့ပတ်သက်တဲ့အတန်သွေးမှုတွေဗီဒီယိုတွေဒါမှမဟုတ် message တွေလို့အရေးကြီးတဲ့သက်သေတွေပါဝင်နေနိုင်ပါတယ်။ရုရှား blogger ကဖုန်းရဲ့တီနေရအချက်လက်ကိုဩဂုတ်လကနေစက်တင်ဘာလ17ရက်နေ့ထိစစ်ဆေးခဲ့ပေမဲ့မှတ်တမ်းအလုံးကြီးကိုရဲ database ကနေဖျက်ပစ်ခဲ့တာကိုတွေ့ရှိရတယ်လို့လည်းပြောပါတယ်။ရွေးမန်းလုံးရဲ့ဘေကျင်းမှာရှိတဲ့အိမ်တွေနဲ့ကိုက်ညီတဲ့တီနေရအမှတ်တချို့ကိုသာကျန်နေခဲ့တာပါ။အင်တာနက်သုံးစွဲသူတို့ကမှတ်ချက်ပေးရမှာ IP အချက်လက်တွေဖျက်လိုက်တဲ့ရက်တွေဟာအရန်ကိုအတိတ်ပဲရှိတယ်လို့လည်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကာလအတွင်းရွေးမန်းလုံးကိုပြန်ပြီးဆွဲခဲ့ပြီးသူတို့ထိန်းချုပ်မှုအောက်မှာရှိနေပြီဆိုတာကိုပြသနိုင်ပါတယ်။သူရဲ့လှုပ်ရှားမှုတွေကိုအဲ့ဒီအချက်လက်တွေကနေခြေရခံနိုင်တာကြောင့်ရှာဆွေးကောင်တွေကဖျက်ပစ်လိုက်တာဖြစ်နိုင်ပါတယ်။မှတ်ချက်ပေးသူကသူတို့ဒီလောက်ထိချောချောမွေ့လုံနိုင်တာဒါပထမဆုံးအချိန်မဟုတ်ဘူးဆိုတာရှင်းနေတာပဲ။သူတို့မတက်ဘူးရင်တော့ဒီလိုမျိုးဖျောက်ဖျက်မှုတွေလုပ်ဖူးမှာပဲလို့ဆိုပါတယ်။ဒါကရဲစနစ်ကိုယ်တိုင်ကဒီအမှုရဲ့နောက်ွယ်ကဩဇာကြီးတဲ့လူတွေကိုအကျိုးဆောင်ပေးနေတယ်ဆိုတာကိုပြသနေတာပါ။သူတို့ကလူသမားတွေကိုဖမ်းဆီးခြင်းအောင်ဆောင်ပြီးတပ်တွေကိုဖျက်ဆီးကအကာအကွယ်ပေးနေတာပါ။ရဲစနစ်ကနေ IP အချက်လက်တွေကိုဖျောက်ပစ်နိုင်တာဟာယာဒူးငယ်အရာရှိတွေလုံနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ဒါဟာပြည်သူ့လုံခြုံရေးဝန်ကြီးဝန်ရှောက်ဟုံဟာဒီအမှုရဲ့နောက်ွယ်ကအစစ်မှန်ကာကွယ်ပေးသူဖြစ်တဲ့ဆိုတဲ့အစောပိုင်းခွဲခြမ်းစိတ်ပြချက်တွေကိုအားဖြည့်ပေးနေပါတယ်။တရုတ်အင်တာနက်သုံးစွဲသူတွေဟာပြင်းထန်တဲ့စံကြည်မှုတွေကိုလည်းပြသနေပါတယ်။ရွေးမန်းတို့သေဆုံးမှုအတွက်တာဝန်ရှိသူတွေကိုအပြစ်ပေးနိုင်ဖို့ရုပ်ရှင်လုပ်ငန်းကိုရဲရဲဝံ့တပိတ်မှောက်နေကြပါတယ်။ The Next Typhoon ရုပ်ရှင်ဟာလည်းလုံးဝကြာဆုံးသွားခဲ့ပါတယ်။ယွမ်တန်40ရင်းနှီးမြှုပ်နှံထားပေမဲ့ကြိုတင်ရောင်းချမှုကတောင်းခဏလောက်သာရှိခဲ့ပါတယ်။ရှုံတင်ပြီးရန်အနေငယ်အကြမှာစုစုပေါင်းဝင်ငွေကယွမ်တန်အနေငယ်သာရပြီးအဲ့ဒီလက်မှတ်တွေကတော့အစစ်အမှန်ဟုတ်မဟုတ်ပြည်တွင်းကဝယ်ထားတာဟုတ်မဟုတ်မရှင်းလင်းပါဘူး။
fan လီဟာဒီရုပ်ရှင်တစ်ခုတည်းကနေယွမ်တန်30ကနေ40အထိဆုံးရှုံးခဲ့တယ်လို့ယုံကြည်ရပါတယ်ဒီရုပ်ရှင်ရဲ့ဒါရိုက်တာလီယူကနာမည်ကြီးသူဖြစ်ပြီး Fan Bingbing ကို Apple ရုပ်ရှင်နဲ့နာမည်ကြီးလာအောင်ကူညီပေးခဲ့သူပါဒါဆိုရင်ဒီရုပ်ရှင်ကဘာလို့ဒီလောက်ထိဆိုးရွားစွာကြာဆုံးရတာလဲအဲ့ဒါကပြည်သူလူထုဟာမတရားလုပ်သူတွေကိုတပိတ်မှောက်ရမှာစီးလုံးနေလို့ပါ Fan လီဟာအခုဆိုရင်ဒေဝါလီခံရမယ့်အခြေအနေကိုတောင်ရင်ဆိုင်နေရပါတယ်ဒီလှုပ်ရှားမှုဟာပိုပြီးအားကောင်းလာခဲ့ပါတယ်အင်တာနက်သုံးစွဲသူတွေဟာအခုဆိုရင်ရုပ်ရှင်လုပ်ငန်းတစ်ခုလုံးကိုတပိတ်မှောက်နေကြပါပြီဒါအင်အားကြီးမားတဲ့ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတစ်ခုဖြစ်လာပါတယ်နာမည်ကြီးမှတ်ချက်ပေးသူတို့ကလေးစားတဲ့တိဘက်ရုပ်ရှင်ထုတ်လုပ်သူဆောင်းထိုင်းညွှားကရုပ်ကူးခဲ့တဲ့ချန်ကွန်းရဲ့ရုပ်ရှင်အသစ် The Bastanda တောင်ပထမရက်မှာတောင်းခဏလောက်ပဲရခဲ့တယ်လို့ပြောပါတယ်အလားတူပဲရှူချီပွဲဥထွက်ဒရိုက်တာလုပ်ခဲ့တဲ့တကယ်မူဟိုင်လေပထမဆုံးရက်မှာပဲယွမ်တသိန်းဝန်းကျင်သာရခဲ့ပါတယ်ရှူချီကအေလစ်ကျဲပွင့်တစ်ယောက်ဖြစ်ပေမဲ့တရုတ်နိုင်ငံကလူတွေဟာရုပ်ရှင်ကြည့်ဖို့ဖျော်ဖြေပွဲတွေကိုတွားဖို့ဒါမှမဟုတ်အယ်ဘန်တွေကိုဝယ်ဖို့ညှင်းဆန်နေပါတယ်သူတို့ဟာအနုပညာရှင်တွေရဲ့တခြင်းတွေကိုတော့မှနားမထောင်တော့ပါဘူးဒါတရားမျှတမှုရဖို့တောင်းဆိုတဲ့အကြမ်းမဖက်မျိုးပြဆန္ဒပြမှုတစ်ခုဖြစ်လာခဲ့ပါပြီတစ်ချိန်တည်းမှာပဲပြည်သူတော်တော်များများဟာတရုတ်အစိုးရရုံးတွေကိုစားတောက်ကုန်ပို့ဆောင်ရေးအော်ဒါတွေပို့ပြီးပါဆယ်တုပ်တွေပေါ်မှာရွေးမှန်တော့အတွက်တရားမျှတမှုတောင်းဆိုတဲ့စာတိုလေးတွေရေးထားပါတယ်ဒါခေတ်သစ်တောင်းဆိုစာပုံစံမျိုးပါဒါပေမဲ့လည်းမကြသေးခင်က CCP ရဲ့တောင်းဆိုမှုအရဘေကျင်းတဝမ်းလုံးမှာဒီမှတ်စုရေးတဲ့ရွေးချယ်ပိုင်ခွင့်ကိုပိတ်ပစ်လိုက်ပါပြီဈေးဝယ် app တွေဟာမှတ်စုရေးတဲ့လှုပ်ဆောင်ချက်တွေကိုဖယ်ရှားလိုက်ပါပြီဒါပေမဲ့လည်းတရုတ်ပြည်မှနိုင်ငံသားတွေကရွေးမှန်လို့အတွက်စကားပြောဖို့နဲ့တရားမျှတမှုရဖို့တောင်းဆိုဖို့နည်းလမ်းအသစ်တွေကိုဆက်လက်ရှာဖွေနေကြပါတယ်အာဏာပိုင်တွေကဖိနှိပ်နေပေမဲ့သူတို့ကတော့ရပ်တန့်မှာမဟုတ်ပါဘူးသူတို့ရဲ့တတိနဲ့စီးလုံးမှုကိုဆက်လက်ပြသနေအောင်မှာဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ